Hello စုစံဘလော့လေးကနေပြန်နေချစ်ဆွလိုက်ပါရှင်ဒီနေ့စုနဲ့တူတူခင်းစားကိုရှောင်းနေကြမယ် Let's go မနေ့ခင်ကကျတော့အခါပါနဲ့တခါမမြောက်ဘူးပေါ့နော်အဲ့နဲ့အခါပါနဲ့မှာအတိမောင်လေးကထိုင်းစားကကျွေးမယ်ဆိုတော့အဲ့နဲ့တော့စားပထမအခါပါလာမှာလဲနေခါမှအဲ့ဘက်ကိုမစီးဘူးတော့ခါကျတော့လဲနေအခုကျတော့အဲ့ကနေမှရှင်းပါရှိအတိညီမလေးက pasta ကျွေးမယ်တဲ့ဆိုတော့အဲ့နဲ့ pasta ဆိုင်နာအဲ့သူကထွက်မလာတဲ့အခါကျတော့လေပါမရောက်ဘူးတဲ့ပြန်ပြီးပြောတယ်မရောက်ဘူးတဲ့အခါကျတော့မပတ်ချင်7-Eleven မှာပါဆန်ပိုက်ဆန်လို့ဆိုပြီးတော့မုံဝင်ဝယ်မယ်ဆိုပြီးတော့ဝယ်ပေးမယ်နောက်ဆုံးကျတော့မုံကန်အောင်မုံကြီးလက်ကနေကန်တော့မှပြင်းလို့ဆိုပြီးတော့ရည်လေးတစ်ခုပဲဝယ်ခဲ့ပေါ့ရည်လေးပဲဝယ်ခဲ့အဲ့ဒီပတ်ကြည့်တယ်နောက်ဆုံးကျတာလေးပါစောင့်သွားနေပါလေညတာအားရမှာလက်ရှိလက်ခံကင်းစားအရန်လာတဲ့မျိုးလေးပေါ့နော်သူကပြီးတော့ brand ဆိုင်တွေများတယ်ပြီး cafe restaurant tourist တွေအများဆုံးလာတဲ့နေရာပေါ့နော်အဲ့မှာဆိုရှင် foreigner cafe ဆိုင်တွေပေါ့နော်အဲ့ဆိုင်တွေတဘောကြလို့ဆိုပြီးတော့အဲ့ရှီဒီမှာလည်းတပုံလေးရိုက်ထားပါသေးတယ်ဒါအီဆာခါယာဆိုင်ပေါ့နော်အရက်ဆိုင်တွေပေါ့တညလုံးမအဲ့လိုမျိုးဖွင့်တဲ့ဆိုင်တွေပေါ့နော်အဲ့ဒါညဆိုရင်တော်တော်များများနဲ့အဲ့နားမှာတပုံရိုက်ကြတယ်အရင်ကလာဘူးလေဒီဘက်ကိုကြာလေအဲ့နေရာမှာဆိုရှင် foreigner တွေတော်တော်များများလာရင်အဲ့ဆိုင်တွေနဲ့တပုံရိုက်ကြတာများတယ်ပေါ့နော်အရင်လာတဲ့နေရာလေးပါအဲ့ကနေပြီးတော့အုံးမူလေးညီမလေးတို့အမဆိုင်ကိုသွားတယ်ပေါ့နော်အဲ့ဆိုင်မှာကျတော့ ambulance လေးရှိအဲ့နဲ့မတိတဲ့ဟန်ဆောင်သေးမယ်ဆိုပြီးဟန်ဆောင်တချင်းဆိုပြီးငါလည်းရည်တဲ့တူပါဆိုင်နေမယ်မြတ်တာဆိုင်ပေါ့နော်ကွီတီယိုလေးကောင်းတယ်ထိုင်းစားစားအကုန်ကောင်းပါလေအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်